ကြာစံကျော်90နဲ့မှ3ပွဲအော်ရာမာကိုထတာကိုကြော်လော်ချက်ပြုတ်ပြီးတော့တန်ကာရော53မှာကိုအလူရှင်ရဲ့ကိုစားမနက်အောင်စွန်လောင်းလူပေးတဲ့အလူမတ်တန်းဗီဒီယိုလေးဖြစ်ပါတယ်မိဘဘိုးဘွားများအားအမှုထား၍ခိတ္တအိုမန်မှာရောက်ရှိနေတဲ့မတ်စုကနေပြီးတော့မွေးနေ့အထိမ်းအမှတ်အလူလေးအဖြစ်လှူဒန်းတာဖြစ်ပါတယ်ဗျာတန်ကတ္တာဒေမနိဗ္ဗာန်တ္တာဟောရိညာဏတ္တာပစ္စယောဟောတုတန်ဃာတော်အရှင်မြတ်တို့အားမွန်မြတ်လာစွာသောကြာစံကျော်စွမ်း53ပွဲတို့ကိုမိဘဘိုးဘွားများအားအမှုထား၍မဆုဤမွေးနေ့မင်္ဂလာအချိန်အခါ၌အပြည့်ခတ်သိမ်းပပြောင်းငြိမ်း၍အသက်ရှိစွာအနာမေရေရံဘေးကင်းကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါတန်ဃာတော်53ပါးတို့အားကြာစံကျော်စွမ်း53ပွဲတို့ကိုနိဗ္ဗာန်ဤမှန်း၍စက္ကပ်လှူဒန်းကြပါ၏အရှင်ဘုရားဣဒံနောပုံညံနိဗ္ဗာန်တ္တဘောရိညာဏတ္တပစ္စယောဟောတုဤကောင်းမှုသည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအမှန်မျက်နိဗ္ဗာန်ဤဘောရိညာဤအကြောင်းအထောက်အပံ့ဖြစ်ပါစေသာအရှင်ဘုရားဤကောင်းမှုကုသိုလ်ဤအဖို့ဘာကကိုဂုဏ်ကျေးဇူးအထူးရှိကြပေကုန်သောမိဘဘိုးဘွားဆရာသမားဆွေမျိုးများနှင့်ကိုယ်ဆောင်နှင့်များအိမ်ဆောင်နှင့်များကျောင်းဆောင်နှင့်များတရားစီရီတော်ဆောင်နှင့်များအလုတ်ခွင်ဆောင်နှင့်များရဲကွယ်ဆောင်နှင့်များမြို့ရွာဆောင်နှင့်များသာသနာတော်ဆောင်နှင့်များလောကပါဠနှင့်များအစာထား၍30ပုံ၌ရှင်လေကြကုန်သောဒုက္ခိတဒုက္ခိတဝိနည်းယတတဝါအနန္တတို့အားကုသိုလ်အမြတ်သေးဝေငှပါကုန်၏အကျွန်ုပ်တို့နှင့်အတူတကွကုသိုလ်အမြတ်ရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာ